ရောမခေတ်ကာလမှာနှင်းစီတွေကိုအလေပိုင်းအရှိဒေသမှာကြေပြန့်ပြန့်စိုက်ပျိုးခဲ့ကြသလိုပွဲလန်းသပင်တွေအလှဆင်ရမှာနှင်းစီတွေကိုအသုံးပြုခဲ့ကြပြီးဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေနဲ့ရင်ပွေးထုတ်လုပ်တဲ့အခါတွေမှာအသုံးပြုခဲ့ကြပါတယ်။အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပန်းရဲ့မာနနှင်းစီပြစုဆိုတဲ့နှင်းစီပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နှင်းစီလို့ဆိုလိုက်တာနဲ့အရင်ဆုံးနားထဲကြားရောက်မိမှာကဂီတနှစ်တန်ကိုစိုးငိမ့်ရေးသားတဲ့ချစ်ပြုံးနှင်းစီတခြင်းတွေကစာသားလေးတွေကိုပဲဖြစ်ပါတယ်။ဖြူပြလဲမူရသွေနှဲ့ချစ်တဲ့သူခင်ရဲ့မန်ညိုမျက်နှာထားတွေထဲအညိုးကြီးနဲ့စိမ့်ရက်လေးတလားကွယ်ရွှေနှင်းစီငုံကလေးနဲ့နှုတ်ခမ်းတော်ဆုလွန်းတယ်ဆိုတဲ့တခြင်းစာသားလေးတွေပဲဖြစ်ပါတယ်။နှင်းစီပန်းဟာဂန္ဓဝင်ဆန်တယ်တင်းပြန့်ရစ်မှုပွဲကောင်းတယ်ဆွဲဆောင်မှုအားပြင်းတယ်နှင်းစီပန်းကိုပန်းတို့ရဲ့ဘရင်မလို့တင်စားခေါ်ဝေါ်ကြတာဟာဒီအချက်တွေကြောင့်နေမဟုတ်ပါဘူး။တစ်နှစ်မှာ4-5 လလောက်ရေခဲတဲ့အရက်ကလွဲပြီးအပူပိုင်းဒေသတွေကနေအေးပိုင်းဒေသတွေအထိကမ္ဘာအနှံ့အပြားမှာစိုက်ပျိုးနိုင်ပြီးအယောင်အစင်းအစုံအလင်ရှိသလိုတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်တာလိုမျိုးအချက်တွေကြောင့်နှင်းစီကိုပန်းဘရင်မ Queen of Flower လို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။နှင်းစီတွေဟာအချစ်နဲ့အလှပရေးရာအပါအဝင်တခြားရေးရာနယ်ပယ်တို့မှာလည်းသင်္ကေတဖြစ်ခဲ့ပူးပြီးကမ္ဘာပေါ်မှာနှင်းစီအမျိုးပေါင်းထောင်ကျော်ရှိသလိုမျိုးစိတ်ကရာကျော်ရှိပါတယ်။နှင်းစီပင်ရဲ့တက်တန်းဟာလူသားတွေထက်ရှည်ပူကြကြောင်းကိုကြောက်ဖြစ်ရုပ်ကျွင်းတွေအရာခံမှန်းသိရှိနိုင်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်း30ကျော်လောက်ကနှင်းစီပင်ရဲ့ပင်စီအစိတ်ပိုင်းစူးနဲ့အရွက်တွေကိုရုပ်ကျွင်းအဖြစ်တွေ့ရှိခဲ့ကြပါတယ်။ရေခေတ်ကဗျာတီးဂီတနဲ့ရှီအောင်ဒဏ္ဍာရီသမိုင်းတွေမှာလည်းနှင်းစီနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာရှိခဲ့တာလည်းဖြစ်ပါတယ်။နှင်းစီကိုရှေးခေတ်အမှုပညာလက်ရာတွေကြောက်မြတ်ရတနာတွေအိုးတွေနဲ့ပန်းအလှထိုးတဲ့လုပ်ငန်းတွေမှာဒီဇိုင်းလက်ရာတွေအဖြစ်တွေ့ကြရမှာပါ။နှင်းစီမျိုးစုပေါင်းများစွာဟာအလက်စကာကနေမက္ကဆီကိုအထိနဲ့မြောက်အာဖရိကအပါအဝင်ကမ္ဘာမြောက်ဖက်ခြမ်းတစ်လျှောက်မျိုးစိတ်ပေါင်း150လောက်အထိရှိကြပါတယ်။ဥယျာဉ်တွေမှာနှင်းစီစိုက်ပျိုးမှုကလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကတည်းကစတင်ခဲ့ပြီးပြည်နိုင်ကြီးအဖြစ်တရုတ်နိုင်ငံမှာပထမဆုံးစိုက်ပျိုးခဲ့တယ်လို့ယူဆထားကြပါတယ်။တရုတ်မင်းဆက်တချို့ရဲ့ဧကရစ်ဥယျာဉ်တွေမှာနှင်းစီကိုစိုက်ပျိုးခဲ့တယ်လို့ဆိုပြီးအခုစိုက်ပျိုးနေကြတဲ့နှင်းစီမျိုးစိတ်အများစုဟာလည်းတရုတ်နိုင်ငံကမျိုးစိတ်တွေနဲ့မျိုးဆက်ထားတာဖြစ်ပါတယ်။ရောမခေတ်ကာလမှာနှင်းစီတွေကိုအလေပိုင်းအရှိဒေသမှာကြေပြန့်ပြန့်စိုက်ပျိုးခဲ့ကြသလိုပွဲလန်းသပင်တွေအလှဆင်ရမှာနှင်းစီတွေကိုအသုံးပြုခဲ့ကြပြီးဆေးဘက်ဆိုင်ရာအသုံးပြုမှုတွေနဲ့ရင်ပွေးထုတ်လုပ်တဲ့အခါတွေမှာအသုံးပြုခဲ့ကြပါတယ်။နှင်းစီဟာအင်္ဂလန်နိုင်ငံရဲ့အမျိုးသားပန်း National Flower ဖြစ်ပြီးခရစ်စမတ်ပွဲတော်နဲ့အီစတာပွဲတော်အပါအဝင်အမေများနေ့လိုနေထူးနေ့မြတ်တွေမှာအသုံးပြုလိရှိကြတဲ့အပြင်ဖေဖော်ဝါရီ14ရက်ချစ်သူများနေ့မှာတော့အသုံးအများဆုံးပန်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကချစ်ချင်းမြတ်တာကိုဖော်ပြရမှာနှင်းစီပန်းကိုအသုံးပြုခဲ့ကြတာကြောင့်ချစ်ချင်းရဲ့သင်္ကေတအဖြစ်တန်မိုးထားခြင်းခံရတဲ့ပန်းပဲဖြစ်ပါတယ်။နှင်းစီကိုဘာလို့အချစ်ရဲ့သင်္ကေတအဖြစ်သတ်မှတ်ကြတာလဲ။တကယ်တော့ root ဆိုတဲ့စကားလုံးလေးဟာ red လို့အဓိပ္ပာယ်ရတဲ့ဂရိစကား rodent ကနေဆင်းသက်လာတာဖြစ်ပါတယ်။ဂရိတွေအတွက်အနီရင့်ရောင်နှင်းစီပန်းဟာသွေးရမှတ်နဲ့အချစ်ကိုဖော်ညွှန်းတာပဲဖြစ်ပါတယ်။ဂရိဒဏ္ဍာရီမှာတော့နှင်းစီပန်းကိုအချစ်နတ်ဖျားမှာAphrodite ကဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ရှေးခေတ်အီဂျစ်ကူသင်္ချိုင်းတွေနဲ့နေရန်စည်းရေးပကြီးတွေမှာလည်းနှင်းစီပန်းပွင့်တွေကိုတွေ့ရတတ်ပါတယ်။ကယ်လီယိုပက်ထရာဘုရင်မဟာပြည်သူတွေရှေ့ထွက်ရတဲ့တွေ့ဆုံပွဲတွေမှာနှင်းစီပန်းပွင့်တွေကိုအသုံးပြုပြီးသွားတဲ့နေရာတိုင်းမှာနှင်းစီရနံ့ပြန့်လွင့်နေအောင်စီမံထားတယ်လို့လည်းဆိုပါတယ်။အလက်ဇန္ဒာအုပ်စိုးစဉ်ကာလမှာလည်းအီဂျစ်တနိုင်ငံလုံးအနှံ့နှင်းစီပန်းတွေကပုံမူကြော်ကြားလာခဲ့ပါတယ်။ရောမအင်ပါယာခေတ်မှာတော့နှင်းစီတွေကိုအရှိအလဲပိုင်းကနေတင်သွင်းခဲ့ကြပါတယ်။ရောမဧကရစ်နီရိုဟာသူ့ဧည့်သည်တွေအတွက်ပွဲတွေမှာတန်ချီတဲ့နှင်းစီပွင့်တွေနဲ့ကျဲချပေးတတ်ပါတယ်။အဲ့ဒီခေတ်ကနှင်းစီပန်းရှားပါမှုနဲ့ရရှိဖို့ခက်ခဲမှုတွေကြောင့်နှင်းစီဟာရောမထက်တန်းလွာတွေအတွက်ချမ်းသာကြွယ်ဝမှုရဲ့သင်္ကေတလည်းဖြစ်လာခဲ့ပါတယ်။
ရောမအင်ပါယာပြိုလဲပြီးတဲ့နောက်မှာတော့နှင်းစီတွေရဲ့ကြော်ကြားမှုဟာခဏတာမှိမ့်မိန်သွားခဲ့ပါတယ်။ဒါပေမဲ့18ရာစုရောက်တဲ့အခါနှင်းစီတွေဟာအလွန်အမင်းလူကြိုက်များလာတာကြောင့်နှင်းစီပန်းတွေနဲ့နှင်းစီပွင့်ပတ်အရေးကိုငွေကြေးအဖြစ်တောင်အသုံးပြုခဲ့ကြပါတယ်။နှင်းစီပန်းလေးတွေကိုမြင်တိုင်းဆရာကြီးမင်းသူဝင်ရဲ့ကြပြားတွေကနှင်းစီပွင့်ကြပြားလေးကိုလည်းတတိယမိပါတယ်။နှင်းစီပွင့်ကြပြားလေးဟာကြပြားဆရာရဲ့ဘဝတစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြပြားဆရာရဲ့ခန်းစားချက်အစစ်မှန်ကိုခန်းစားမိစေတဲ့လူကြိုက်များတဲ့တွေးကြိုးကြပြားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကြပြားလေးထဲမှာအခုလိုဆိုထားပါတယ်။လေတောကအပြန်ပန်းကျင်နဲ့ခရီဘူးဆိုလို့မောင်ခူးကပေမနက်တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနှင့်ဂုံတင့်တယ်လေကြပြားလေးရဲ့အဓိပ္ပာယ်ကတော့လူငယ်လေးတစ်ယောက်ဟာသူ့ချစ်သူကောင်းမလေးလေတောကအပြန်မှာခရီဘူးပန်းကျင်တယ်လို့ဆိုလာတာကြောင့်အဖူးကိုရဖို့အတွက်ပင်ရန်ထက်ကခရီဘူးလေးတွေကိုသူကိုယ်တိုင်အပင်မော်ထိတက်ခူးပြီးပေးလိုက်တယ်ပေါ့ကြွေကြတာတွေကိုကောက်ရင်အပွင့်မဲရမှာမို့ချစ်သူပန်းကျင်တဲ့ခရီဘူးလေးတွေရဖို့အရေးတက်ခူးပြီးမှဖြစ်မှာကိုသိတဲ့ကောင်လေးဟာတက်ခူးပြီးတော့ပေးလိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့မနေ့ရောက်လို့ချစ်သူကိုတွေ့ချိန်မှာတော့ချစ်သူရဲ့ဇန်နွယ်ပေါ်မှာသူပေးထားတဲ့ခရီတွေကိုပန်ဆင်ထားတာမတွေ့ရပဲနှင်းစီပွင့်နေပန်ထားတာပဲတွေ့လိုက်ရပါတယ်အပင်မော်တက်ပြီးမဖြစ်မနေခူးရအောင်အဖူးကိုမှလိုချင်တယ်လို့တမင်ပူဇာတဲ့ချစ်သူဟာတကယ်တမ်းတော့သူပေးထားတဲ့ခရီတွေကိုမပန်မဲနှင်းစီတွေကိုပဲပန်ထားတာပါဒါတောင်ဒီလူငယ်လေးဟာစိတ်ဆိုးတာမချေမနှက်ဖြစ်တာမျိုးမြင့်စရိယာစိတ်ဖြစ်တာမျိုးတွေမပြဘဲမုဒိတာပွားလို့သူ့စပင်မှာနှင်းစီပွင့်နေတဲ့ဂုံတင့်နေသေးတယ်လို့တောင်ပြောပြီးသဘောထားကြီးချစ်ပေးနိုင်တာကိုရေးဖွဲ့ထားတာဖြစ်ပါတယ်ဒီကြပြားလေးအပေါ်တချို့ကတခြားအဓိပ္ပာယ်လေးတွေနဲ့အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာတွေလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကြပြားရဲ့ဆိုလိုရင်းကတော့သူ့ချစ်သူကောင်းမလေးအပေါ်ထားတဲ့ကောင်းလေးရဲ့ပေးဆက်တဲ့ချစ်ချင်းကိုခံစားမိစေပါတယ်ချစ်တဲ့စိတ်နဲ့ချစ်သူကိုအပြစ်မမြင်မဲချစ်သူနဲ့နှင်းစီပန်းကပို့ပြီးပဏ္ဏရတယ်ဂုံတင့်တယ်လိုက်ဖက်တယ်လို့တွေးစားတဲ့ဟန်လေးကိုရေးဖွဲ့ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လူငယ်လေးရဲ့အပြစ်ကင်းလာတဲ့ချစ်ချင်းတရားကိုစာဖတ်သူတွေစီကိုပါကူးဆက်ခံစားမိစေတဲ့အထိကြပြားလေးဟာလှပလေးနဲ့လွန်းလာပါတယ်နှင်းစီဟာတင့်တယ်လွန်းလာတာမို့နှစ်သက်သူတွေအတွက်တော့ပန်းတို့ရဲ့မာနာခဲလေးတို့တောင်တင်စားလို့ရနိုင်ပါတယ်ဒါကြောင့်လေရင်မှုပွဲကောင်းတဲ့ရနက်နဲ့တော်ဝင်ဆန်တဲ့အလှတို့ကိုပိုင်ဆိုင်ထားတဲ့နှင်းစီကိုမြင်မိလေတိုင်းဆရာမင်းသူဝင်ရဲ့နှင်းစီပွင့်ကြပြားလေးနဲ့အတူနှိုင်းရှင်တွယ်ညိတရိယာမိနေမယ်ဆိုရင်တော့ဖြင့်ရင်ထဲထိနှိမ့်အောင်ခံစားရမိစေမှာအတိအကျပဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ပန်းရဲ့မာနနှင်းစီပြဆူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်များမှာလည်းအမျိုးမျိုးသောပန်းတွေတဲကပန်းတချို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေအပြင်ရိုးရာဓလေ့လေးတွေကိုပါရှင်တွဲဖော်ပြတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးအတွက်တုတ္တနဲ့ယတ္တကိုတပြိုင်နက်ခန်းစားကြရမှာပါလို့ကြိုတင်အသိပေးရင်ရာသီမသိပန်းနဲ့ညီဆိုတဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာဇလန်ရဲ့ Facebook, YouTube နဲ့ Spotify တို့မှာ Like and Follow လုပ်ထားပြီးအချိန်မရွေးနေရာမရွေးစောင့်ကြည့်အားပေးနိုင်ပါပြီခင်ဗျာကျွန်တော်တို့ဇလန်ကိုအစဉ်တစိုက်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တဦးစီတိုင်းကိုလည်းဇလန်ကနေကျေးဇူးထူးပဲတင်ရှိပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ